စိတ်တစဟင်းခတ်အမွေးအကြိုင်လိုအပ်ချက်နဲ့တောင်စစ်မှတ်ထူပြောတတ်တဲ့ပုံမှာနွေတပင်မြက်တပင်လိုတန်ရောစဉ်ကိုတေးရပါခဲ့ပါပြီခင်ဖုံးသက်ဝေဒါဟာပုံမှန်မနက်ခင်းတစ်ခုရဲ့နေကြီးဦးတို့ပုတ်ခါတီကဝရဏာလေးပါကွယ်လေကောင်းလေသက်တွေနဲ့ငင်းခုံမဲတချို့အုံဩဆန်နေတာကိုငှက်ထက်ပူရကောင်းလားလို့ရဲသွမ်းသွေးမယ်တခါကမေယုမြင့်မူညများစက်အိမ်ခိုင်မာဘူးကြောင်းဂန့်ကော်ရုပ်ကျွန်းတွေနဲ့တက်တီပြမယ်ဖက်ကောင်းအုံးလေးစကားမများတတ်ပေမဲ့တခုခုလိုနေသလိုပါခင်ဖုံးသက်ဝေရေးတယောက်တည်းတည်နိုင်တဲ့အခွင့်အရေးလူသားအလုံးရပြီးတော့ကျွန်တော်သိပါတယ်ကြံတဲ့အခိုက်အတန့်မှာပစည်းပစက်လေးတွေများလိုနေမလားတွေးမိတယ်လှိုင်းကောင်းဖြူဖြူတွေကြားအတော်အတန်ဝင်ပြေးနေတာတောင်လှေငယ်လေးမထွက်ခွာနိုင်သေးသလိုတခုခုလိုနေတော့မှာပဲကြက်တရေကိုလေတိုးတော့ဖွာကနေလွင့်ကနေချစ်ဆန်မီမှာလဲသူ့ခုမတွေဖွဲ့ဖွဲ့ရရပါနေတာတွေ့ဘူးတော့ကျွန်တော်ကိုညှို့ဆိုဖို့အပိတ်တန်တစ်ခုရှိလိမ့်လို့နဲ့တွင်တွင်ရှာခဲ့ဘူးတယ်ခေါင်းမှာတန်တရာတွေများအားလုံးကိုယုံကြည်နေမျက်ရည်လွယ်စသဖြင့်ခင်ဖုံးသက်ဝေပြောခဲ့ဘူးသလိုစိတ်ဝင်စားစရာကောင်းလောက်အောင်သူတိသူတက်စောင်းကြွားကြွားနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှာခဲ့ဘူးပါတယ်ဘလို့ဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှာကြည့်တယ်တောတွေတောင်တွေမဖွဲ့မရလမ်းခုလက်တွေအပြစ်တင်ရင်လဲတင်ကြပါစေလေဒီမဲခင်ဖုံးသက်ဝေရဲ့ကျွန်တော်ဆိုတာကလေကိုတောင်မကဲတင်ချင်စရာဝင်လေးမှုလေးပါအလှည့်ကြော်ပြီးလှပခဲ့ရတဲ့ပတောက်ပုံးနေတုန်းကငုပါကိုနာမည်ကိုခေါ်ပြီးဘယ်ငှက်ကိုရှာနေမှန်းမသိတဲ့အုပ်အောငယ်ပါအလွမ်းတွေမိုးတုံးမတက်နဲ့ခင်ဖုံးသက်ဝေရဲ့6ပြစ်ကင်းတဲ့ရန်သူတော်ပါဒီအတိုင်းသမိုင်းဆက်ရရင်ဘယ်သူမှအနာတရားမဖြစ်ဘူးမဟုတ်လားပြောပါတယ်တကယ်အပြစ်ရှိသူတွေထွက်ခွာသွားချိန်မှာတော့ခင်ဖုံးသက်ဝေဂီတနဲ့ပဲပြဿနာတွေဥလိုက်သေးလိုက်နဲ့ကိုပြောပါတယ်ဘယ်ခင်မှပန်းမိတ်မကြဘူးတဲ့ရွက်လှပင်လေးတဲ့ဟိုးရှိတုံးကပုံပြင်အစ်စ်လေးတစ်ခုထဲမှာကောင်းကင်ပြလို့ရှေးပြတယ်တန်းတင့်